မြန်မာကြီးလဲနော်ဘာတွေဖြစ်နေကုန်ပြီလဲမသိဘူးခက်ကပဲပြောင်းတာလားလူတွေကပဲပြောင်းနေတာလားတော့မသိတော့ဘူးကြည့်ပါဦးဗျာမြင်လို့တော့မကောင်းတော့ဘူးတို့နိုင်ငံနော်လိန်ကန်ထိတာများလို့ဖြစ်မှာမရှက်တတ်ကြတော့ဘူးကြည့်ပါဦးဗျာဖြစ်ပြနေလိုက်ကြတယ်လမ်းညွှန်ပြတဲ့ဆရာကလည်းဗုဒ္ဓဘာသာမှာဟုတ်ရဲ့လားဖះရှင်ရှိကြီးမှာဒီလိုမျိုးခုံပေါင်းနေတာကတော့မဟုတ်သေးပါဘူးဘာတရားစခန်းလဲကွာဒီလိုမျိုးခုံပေါင်းနေတဲ့တရားစခန်းမျိုးအခုမှပဲမြင်မှုတော့တယ်နေမျိုးအောင်ချွေးမ DJ ဘိုင်ယိုလက်ပါခေါ်ပြီးတော့နော် DJ ပါပုတ်ခိုင်းပေးရအောင်ပို့ပြီးတော့ယူသွားရအောင်အသေးစမ်းတွေထွင်ခြင်းလည်းကွာချားနေရမှာထွင်တယ်အခုလိုမျိုးနေရမှာတော့ဖြစ်သေးမှာဘူးကဲဆက်ပြီးကြည့်လိုက်အောင်ဒီဗီဒီယိုလေးကတော့တလားပါရဲ့ပေါ့နော်မိတ်ဆွေတို့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဘယ်လိုမျိုးထင်ကြလဲ